ကြော်ကြော်စိန်နဲ့စိန်လုံးတို့ကြောင့်ဒုက္ခပွေနေရတဲ့ဝေစာရွာတူဖော်ရေးမှာအသုံးပြုတဲ့အပြင်းစားဓာတုပစ္စည်းတွေကထွက်ရှိလာတဲ့အနံ့ဆိုးတွေဟာကျေးရွာတွေထဲအထိပြန့်နှံ့ခဲ့တာကြောင့်အသက်ရှူကျက်တာခေါင်းကိုက်တာစတဲ့ယောဂဝေဒနာတွေကိုပါခံစားနေကြရပါတယ်။အဲ့ဒီတူဖော်ရေးလုပ်ငန်းကထွက်ရှိလာတဲ့ကြောက်နဲ့သဲတွေဟာကျေးရွာရဲ့စိုက်ပျိုးမြေတွေထဲဝင်ရောက်လာတာကြောင့်တီးနှံတွေပျက်စီးခဲ့ပြီးအဲ့ဒီစိုက်ပျိုးမြေတွေမှာတီးနှံတွေထပ်မံစိုက်ပျိုးလို့မရတော့အောင်ပျက်စီးကုန်ပါတယ်။ပြီးခဲ့တဲ့နှစ်မိုးရာသီကာလကတောင်ပေါ်ရှိတူဖော်ရေးလုပ်ငန်းကနုံကန်ပေါက်ကျခဲ့တာကြောင့်ဝေစာရွာနဲ့ချောင်းရည်တွေကိုဓာတုပျော်ရည်တွေအလုံးရင်းနဲ့ဝင်ရောက်ခဲ့ပါတယ်။ဒီဖြစ်ရပ်တွေကြောင့်ဒေသခံတွေကတူဖော်ရေးလုပ်ငန်းကိုကန့်ကွက်ခဲ့ကြပေမဲ့ထိရောက်မှုတစုံတရာမရှိခဲ့ပါဘူး။ရွာထိခိုက်ပျက်စီးတာတွေအတွက်ကန့်ကွက်တာနဲ့ကြိမ်လုပ်ခဲ့တယ်။သူတို့ရွာပဲလေဆိုပြီးအခြားရွာတွေကမပါလာဘူး။မပါလာတာသူတို့ကအမြင်မကျတာလည်းဖြစ်မှာပေါ့။ငါတို့နဲ့မဆိုင်ဘူးငါတို့ရွာလည်းမဟုတ်ဘူးပေါ့။ဆိုင်တာကမိုင်းကိုတအုပ်စုလုံးဒါချီလိတ်တစ်မျိုးလုံးနဲ့ဆိုင်တယ်။တကယ်ဆိုအဲ့ဒီချောင်းကအောက်လျှောက်ထီတာပဲဒါချီလိတ်တစ်မျိုးလုံးလို့ပြောလို့ရတယ်။မဲခေါမြေအထိပြောလို့ရတယ်။တူဖော်ရေးလုပ်ကွက်တွေကပေါက်ကျလာတဲ့နွေရည်တွေဟာကျေးရွာလမ်းမကြီးပေါ်ကိုရှန်တက်ရောက်ရှိကာကျောင်းနေရွယ်ကလေးတွေအပါအဝင်ဒေသခံပြည်သူတွေမှာတွာလာရေးခက်ခဲခဲ့ကြရပါတယ်။အဲ့ဒီရွှွန်နွေရည်တွေဟာဘီလက်မြေလိုအဖြူရောင်နဲ့နှစ်ရှိပြီးမိုးရွာပါကလမ်းမပေါ်မှာနွံအိုင်တွေဖြစ်ကုန်ပြီးနေပူပါကဖုံထူထက်တာတွေဖြစ်ပွားခဲ့တာကြောင့်ဒေသခံတွေဟာအဲ့ဒီဒုက္ခတွေနဲ့ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။